ဒီနေ့ရွေးချယ်ထားတဲ့တမန်ကျမ်းစာနှစ်ပိုက်ကတော့ခုနကျွန်တော်တို့ဒီကဖတ်သွားတဲ့ယောရှုမစာခန်းကြီး1ခန်းကြီး9မှာရှင်းတဲ့ဒီမောသေဩရစာဒုတိယစာဆောင်ခန်းကြီး36ဆက်ဖြစ်ပါတယ်ပေါ့နော်ဒီနေ့တွေ့ရွေးချယ်ဝင်ငှမယ်ပေါ့နော်ရွေးချယ်လာတဲ့ဒီခေါင်းစဉ်လေးကတော့ကျွန်တော်ကြံစီလေသမျှအောင်မြင်ဖို့တမန်တရားလမ်းအတိုင်းလိုက်ရှောက်ဆိုပေါ့နော်ဒီခေါင်းစဉ်လေးကိုကျွန်တော်အတူကစဉ်းစားဖို့ဖြစ်ပါတယ်ဆိုတော့ဒီခေါင်းစဉ်လေးမှာဆိုလို့ရှိရင်ကျွန်မကနှစ်ပိုင်းပေါ့နော်နှစ်ချက်ဟိုပဲဝင်ကသွားခြင်းမှာအပိုင်းနှစ်ပိုင်းအနေနဲ့ကျွန်မကဝင်ကသွားခြင်းနဲ့ကြံစီလေသမျှအောင်မြင်ဖို့တမန်တရားလမ်းအတိုင်းလိုက်လျှောက်ဖို့ဆိုတော့နံပါတ်1အပိုင်းကပထမအပိုင်းကတော့ကျွန်မကတမန်တရားလမ်းအတိုင်းဆိုတဲ့အပိုင်းကိုအရင်ပဲပြောချင်တယ်နော်ဝင်ကချင်ပါတယ်ဘုရားသခင်ရဲ့တမန်တရားတနည်းအားဖြင့်ယနေ့ကျွန်တော်တို့လက်ထဲမှာရှိတဲ့တမန်ကျမ်းစာဒီရဲ့အတိတ်ပဲကိုကျွန်တော်တို့ကနည်းနည်းအနှစ်ဖွင့်နေပါတယ်ခုနကကျွန်တော်တို့ဖတ်သွားတဲ့တိမောသေဒုတိယဆောင်ခန်းကြီး3:16ကျွန်တော်တို့16ထဲမှာဗာပြောလဲဆိုတော့ထိုကျမ်းစာရှိသမျှသည်တဲ့ဘုရားသခင်မှုတ်သွင်းတော်မူသောအဖြစ်ဖြစ်တယ်တဲ့ဆိုတော့ဒီကျမ်းစာရှိသမျှအကုန်လုံးကတဲ့ဘုရားသခင်မှုတ်သွင်းထားလိုက်တဲ့အရာလို့ပြောလိုက်တယ်ပေါ့နော်ကျမ်းစာကအဲ့လိုပေါ်ပြပါတယ်ဆိုတော့ကျတော့ကျွန်တော်တို့တမန်ကျမ်းစာရဲ့အကြောင်းကိုကျွန်တော်တို့ပြန်လည်ပြီးတော့မှနည်းနည်းလေးစဉ်းစားလိုက်တဲ့အခါမှာဒီတမန်ကျမ်းစာဆိုတာကဘုရားရဲ့အကြောင်းကိုရေးသားထားတဲ့စာဆောင်တနည်းအားဖြင့် autobiography of God ပေါ့နော်ဘုရားရဲ့အကြောင်းဘုရားရဲ့အထုပ္ပတ္တိကိုပေါ်ပြလာဖြစ်တယ်နောက်ပြီးတော့လူတွေကိုနားလည်နိုင်အောင်လို့လည်းပဲဖွင့်ပြပေါ်ပြတာလည်းဖြစ်တယ်ပေါ့နော်လူတွေကမိမိတို့ရဲ့အထုပ္ပတ္တိကိုကျမတို့ကအများသောအားဖြင့်အသက်ကြီးတဲ့အခါမှာပေါ့နော်ဒါမှမဟုတ်လို့ရှင်လေကျွန်တော်တို့သေဆုံးကနီးအခါမှာဒါမှမဟုတ်လို့ရှင်လေကျွန်တော်တို့သေသွားပြီးတဲ့နောက်မှာဆိုလို့ရှိရင်အဲ့ဒီအထုပ္ပတ္တိတွေလူတွေရဲ့အထုပ္ပတ္တိတွေထွက်လာတယ်အဲ့လိုထွက်လာတာကတော့သူကသူ့ရဲ့အသက်ရှင်ခဲ့တဲ့အသက်ရှင်မှုကိုသူပုံဖော်ခဲ့တာဖြစ်ခြင်းဖြစ်မယ်ရေးခဲ့တာဖြစ်ခြင်းဖြစ်မယ်ဒါမှမဟုတ်လို့ရှိရင်သူ့ရဲ့နောက်ဆုံးအချိန်မှာသူ့နဲ့အနီးဆက်ဆုံးသူတယောက်ကနေပြီးတော့မှသူ့အကြောင်းကိုမှတ်တမ်းတင်ပြီးတော့မှရေးပြီးတော့မှဒီထုတ်လုပ်ပြီးတော့မှအဲ့ဒီအချိန်မှာပေါ်ပြခဲ့တဲ့အကြောင်းအရာလေးပေါ့နော်ဒါလူရဲ့အထုပ္ပတ္တိဖြစ်တယ်ပေါ့နော်ဆိုတော့ဒီလိုမျိုးအဲ့ဒီလိုမျိုးသူတည်ဆုံးသွားပြီးမှเนาะသူရေးခဲ့တဲ့အကြောင်းပဲဖြစ်ဖြစ်သူ့ရဲ့အထုပ္ပတ္တိအကြောင်းပဲဖြစ်ဖြစ်အဲ့လိုပေါ်ပြလိုက်တဲ့အခါမှာအဲ့ဒီအချိန်မှာသူကအသက်မရှင်တော့ဘူးသူကမရှိနေတော့ဘူးပြီးတော့သူနဲ့အတူလက်တွဲပြီးတော့မှဒီအလုပ်လုပ်မယ်เนาะတခုခုကြံစီမယ်ဆိုလို့ရှိရင်လည်းပဲသူနဲ့အတူတူအလုပ်လုပ်လို့မရတော့လုပ်ခွင့်မရှိတော့ဘူးเนาะသူ့ရဲ့အကြောင်းကိုပဲเนาะကျမတို့ကရေးခဲ့တဲ့အကြောင်းဖတ်ရတဲ့အကြောင်းမှတ်သားထားတဲ့ဒီအကြောင်းလေးကိုပဲပြန်ပြီးတော့မှသင်ခန်းစာယူပြီးတော့မှကျွန်တော်ဆက်ပြီးတော့မှသူ့ရဲ့ဖြတ်တန်းခဲ့တဲ့အသက်တာကိုကြည့်ပြီးတော့မှသင်ခန်းစာယူပြီးတော့မှအသက်ဆက်ပြီးတော့တခုခုလှုပ်ဖို့ပေါ့နော်လှုပ်နိုင်တာဖြစ်ပါအဲ့မဲ့လို့တမန်ကျမ်းစာကတော့အဲ့လိုမဟုတ်ဘူးဘုရားသခင်ပြုမဲ့အမှုဘုရားသခင်ကတော့အသက်ရှင်ပြီးတော့မှလက်တွဲပြီးတော့လှုပ်ဆောင်နေတယ်သူ့ကိုတည်စေခြင်းနဲ့သူ့ရဲ့ကယ်တင်ခြင်းထဲမှာသူ့ကယ်တင်ခြင်းတရားလမ်းထဲမှာသူနဲ့အတူလက်တွဲပြီးတော့မှသူလှုပ်ဆောင်ခြင်းလေဆိုတာပေါ်ပြတနည်းအားဖြင့်ဘုရားတော်မမြင်ရဘူးဒါပေမဲ့လို့အသက်ရှင်နေတယ်ပေါ့နော်အသက်ရှင်တဲ့အကြောင်းကိုတော့ကျမတို့ကခံစားရရှိတယ်ဆိုတာကိုဒါတမန်ကျမ်းစာအဖြစ်ကျမတို့သိရနောက်တစ်ခါတမန်ကျမ်းစာကိုတချို့တွေကဘယ်လိုဖတ်လဲဆိုတော့နှိုးဆော်စာပေါ့နော်ကိုနှိုးဆော်တဲ့စာတိုက်တွန်းတဲ့စာလုံဆော်တဲ့စာခွန်အားပေးတဲ့စာဒါပြီးတော့ဒီထဲမှာလည်းဖတ်လိုက်လို့ရှိရင်ပေါ့ကိုအတွက်စိတ်ညစ်တဲ့အခါမှာဖတ်လိုက်လို့ရှိရင်ကျမ်းစာရဲ့အတိတ်အဓိပ္ပာယ်လေးကတစ်မျိုးပေါ့နော်စိတ်ပျော်ရွှင်တဲ့အခါမှာကျွန်တော်ကျမ်းစာကိုဖတ်လိုက်တဲ့အမျိုးဆိုတစားတစ်ခုအနေနဲ့ကျမတို့ကဖတ်ကြကိုခွန်အားရတဲ့ကျမ်းပိုက်တွေဆိုလို့ရှိရင်ပေါ့ကျွန်တော် line တားတာပေါ့နော်ကျွန်တော် line တွေတားထားတယ်ထင်သာမြင်သာအောင်ကျွန်တော်လုပ်တယ်ခါလေးကျကျွန်တော်ကူးထားလိုက်အောင်ပဲကူးထားလိုက်ပြီးမှတနေရာမှာကျွန်တော်ထားမယ်ဘူးထဲမှာထည့်မယ်တနေရာမှာသိမ်းတာတခါလေးစိတ်ညစ်တဲ့အခါကျလို့ရှိရင်တတိယတဲ့အခါကျတော့ကိုကူးထားတဲ့ကိုကွန်အားရခဲ့တဲ့ကျမ်းပိုက်ကလေးတွေကိုယူပြီးတော့မှအဲ့ဒါတွေကိုကျမတို့ကပြန်ဖတ်တော့အော်ဒီကျမ်းပိုက်ကငါ့ကိုဘယ်လိုကွန်အားပေးပါလားဆိုပြီးတော့မှအဲ့လိုမျိုးပြန်ပြီးတော့မှအားရှိလာတယ်ဆိုတာကိုတွေ့ဆိုတော့အဲ့လိုမျိုးဖတ်ကြတာတဲ့လူတွေလည်းရှိတယ်ပေါ့နော်တချို့ကြတော့လေဒီစာအုပ်ကတဲ့အတွေးခေါ်ကိုပေးတဲ့စာအုပ်
ပေါ့နော်ဒီတွေးခေါ်ကောင်းတွေထွက်လာအောင်အများကြီးစဉ်းစားတက်လာအောင်ဆိုပြီးတော့မှဒီကျမ်းစာတွေကိုရှာပြီးတော့မှဖတ်ကြတယ်။ဘာတမကျမ်းစာဖတ်ခြင်းကကောင်းပါတယ်။နော်ကျွန်တော်တမကျမ်းစာဖတ်လဲဖတ်ရမယ်ကောင်းပါတယ်။ဒါပေမဲ့လို့တမကျမ်းစာကိုကောင်းဖို့ဖတ်ဖို့ဆိုရင်တော့မပြည့်စုံပါဘူးပေါ့နော်။ဆိုတော့ဘုရားသခင်ကကျမတို့ကဘုရားသခင်ကိုလူအပ်မှကျမတို့ကသူ့စီပေါ်မှာပြည့်စုံတာမဟုတ်ဘူး။ဒီနေ့ကျမတို့ကိုဘုရားသခင်ကသူအသက်ရှင်နေတဲ့အတိုင်းပဲယနေ့ကျမတို့ကိုနော်လိုအပ်နေတဲ့အရာများကိုကျမတို့ကစံစာကိုတည်တည်ဖြစ်စေမတည်တည်ဖြစ်စေဖတ်တည်ဖြစ်စေမဖတ်တည်ဖြစ်စေသူနဲ့ဆက်သွယ်တည်ဖြစ်စေမဆက်သွယ်တည်ဖြစ်စေသူကကျမတို့ကိုအမြဲတမ်းပံ့ပိုးနေတဲ့ဘုရားဖြစ်တယ်။နော်ကျမတို့သူ့စီသွားမှဒီဟာခွန်အားရလိုက်တာကျွန်တော်စံစာမဖတ်ခွန်အားမရှိဘူးမဟုတ်ဘူး။ဘုရားရဲ့တန်ရှင်သောဝိညာဉ်တော်ကကျမတို့ကိုနေ့စဉ်နေ့တိုင်းတမန်တရားနဲ့ကျမတို့အမြဲတမ်းသွေးဆောင်နေတယ်ဆိုတာကိုကျမတို့နားလည်ဖို့လို။ဒါကြောင့်ကျွန်တော်တမန်ကျမ်းစာကိုဖတ်တဲ့အခါမှာကျွန်တော်တမန်ကျမ်းစာနေ့တိုင်းဖတ်ရမှာဖြစ်တယ်။ဒီနေ့ကတော့ Bible Sunday ဖြစ်တဲ့အတွက်ကြောင့်တမန်ကျမ်းစာကိုပဲပေါ့နော်အဓိကထားပြီးတော့ပဲပြောမှာဖြစ်ပါတယ်ပေါ့နော်။ဆိုတော့တမန်ကျမ်းစာကိုနေ့တိုင်းဖတ်ရမှာဖြစ်တယ်။ဖတ်မယ်ဆိုလို့ရှိရင်လည်းကျွန်တော်စနစ်တကျလေးတော့ဖတ်ဖို့တော့လိုတာပေါ့နော်။ကျွန်တော်အခန်းကြီးဘယ်လောက်ဖတ်မယ်ပြီးလို့ရှိရင်ဘယ်အထိမှနားမယ်ပြီးတဲ့အခါကျတော့ဒီကျမ်းပိုက်ထဲမှာရှိတဲ့ဘုရားပြောတဲ့စကားတွေပေါ့နော်ဘယ်လိုပြန်ပြီးတော့မှနားလေသဘောပေါက်အောင်လုပ်မယ်ဆိုပြီးတော့မှနှစ်မြုပ်ပြီးတော့မှကျမတို့ရဲ့အသက်တာကိုဒီကျမ်းစာထဲမှာထည့်ပြီးတော့မှနှစ်မြုပ်လိုက်ပြီးတော့မှအဲ့လိုမျိုးဖတ်ဖို့လည်းလိုတယ်ဆိုတာတွေ့ရဆိုတော့ဒီနေ့ကျမတို့ကျမ်းစာကိုဖတ်တဲ့အခါဒီကျမ်းစာကကျမတို့ဘာပြောလဲတော့ကျမတို့ကလေ့လာရမှာဖြစ်တယ်တော့ဆိုတော့ဘာပြောလဲဆိုတော့ကျမ်းပိုက်ကလေးတစ်သေးလေးတစ်ခုကိုကွက်ပြီးတော့မှကျွန်တော်ဖတ်လိုက်လို့ရှိရင်အဓိပ္ပာယ်အကုန်လုံးကိုနားမလည်နိုင်ဘူး။ဒါကြောင့်မလို့အခန်းကြီးတစ်ခုလုံးကိုလိုအပ်လို့ရှိရင်ကျမတို့ကအကုန်လုံးကိုလိုက်ပြီးတော့မှဖတ်ရမှာဖြစ်တယ်။ဆိုတော့ဒီနေ့ကျမတို့အတူကလေ့လာဖို့ပေးလိုက်တဲ့ကျမ်းပိုက်ကတိုးတိုလေးပဲရှိတယ်။ဒီတိုးလေးကိုပြောမယ်ဆိုလို့ရှိရင်နားလည်အောင်ပြောမယ်ဆိုလို့ရှိရင်ယောရှုမတ်စာတအုပ်လုံးကိုကျမတို့ကပြန်ဖတ်ရမှာဖြစ်တယ်။ဒီအပိုင်လေးကိုဒီလောက်နဲ့ဖတ်လို့ရှိရင်ကျမတို့လိပ်ပတ်နေမှာမဟုတ်ဘူး။ဆိုတော့သူ့ရဲ့အ내အတိတ်ပဲနဲ့ဘာကိုဆိုလို့လဲယောရှုမတ်စာကဘာပြောလဲဆိုတာကိုကျွန်တော်တို့သိချင်တယ်ဆိုလို့ရှိရင်နားလည်ချင်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကဒီအခန်းကြီးအကုန်လုံးကိုကျွန်တော်တို့ဖတ်ရမှာဖြစ်တယ်ပေါ့နော်။ဒါကြောင့်မလို့ကျွန်တော်တို့ဖတ်တဲ့အခါမှာလည်းပဲကျွန်တော်တို့စိတ်ကိုတည်တည်ငြိမ်ငြိမ်နဲ့ကျွန်တော်တို့ကထားဖို့လိုအပ်တယ်။ဒီနေ့ကျွန်တော်တို့ဇာတိစိတ်တွေကအများများနေတဲ့အခါမှာဖျားနဲ့သွားတဲ့အခါမှာဇာတိကအားကြီးတဲ့အခါဖျားရဲ့တမန်တရားတန်တော်ကကျမတို့ကိုမလွမ်းမိုးတဲ့အခါဒီနေ့ဘုရားခင်ဘာပြောလဲဆိုတာကိုကျမတို့ကတိတိကျကျဂဂနနာမကြားနိုင်ဘူးเนาะဒါကြောင့်ကျမတို့ဘုရားအတန်တော်ကိုကြားဖို့အတွက်နှုတ်ကပတ်တော်ကိုဖတ်တဲ့အခါမှာကျမတို့ရဲ့ဒီအတွင်းစိတ်တွေပေါ့เนาะကျမတို့ရဲ့ဇာတိစိတ်ကိုတည်ငြိမ်အောင်ထားဖို့လဲလိုတယ်ဆိုတာကိုပြောပြချင်ပါတယ်နောက်တစ်ခုကကျမတို့ခရိယန်အသက်တာရဲ့အမြင့်ဆုံးကိုးကွယ်ခြင်းကနာခံပြီးတော့မှလှုပ်ဆောင်ခြင်းဖြစ်ပါတယ်ဝိညာဉ်တော်ရဲ့အလင်းကိုကျမတို့လမ်းပြခံယူရမှာဖြစ်ပါတယ်ဒါမှသာလေကျမတို့ရဲ့နှလုံးသားကိုတန်ရှင်းသောဝိညာဉ်တော်ကလာပြီးတော့မှခောက်တဲ့အခါမှာယနေ့ကျမတို့လိုအပ်နေတဲ့အဖြေတွေကိုတော့တန်ရှင်းသောဝိညာဉ်တော်ရဲ့ဖွင့်ပြခြင်းအပြင်ကျမတို့ကရရှိသွားမှာဖြစ်တယ်။ဒါကြောင့်လို့ထိုကျမ်းစာရှိသမျှသည်တဲ့နော်ထိုကျမ်းစာဒီတမန်ကျမ်းစာထဲမှာဆိုလို့ရှိရင်ဒီနေ့ဓမ္မဟောင်းက39ကျမ်းရှိတယ်ဓမ္မသစ်ကတော့29ကျမ်းပေါင်း66ကျမ်းခေါ်ပြီးတော့မှကျမ်းစာအုပ်တအုပ်လို့ကျမတို့ကပြောတာဖြစ်ပါတယ်ပေါ့နော်ဆိုတော့ဘာနဲ့တူလဲဆိုတော့ဒီထိုကျမ်းစာရှိသမျှဒီဘုရားသခင်မှုတ်သွင်းတယ်လို့ပြောတဲ့အခါမှာဥပမာအနေနဲ့ကျမတို့ကဘုရားသခင်ကလူကိုဖန်ဆင်းတဲ့အခါမှာမြေမုံကိုယူပြီးတော့မှလူကိုဖန်ဆင်းလိုက်တယ်သူ့ရဲ့ပုံသဏ္ဍာန်နဲ့အညီဖန်ဆင်းလိုက်တဲ့အချိန်မှာသူကလူပဲရှိသေးတယ်သို့တော်သူကယုတ်ဝိတုအနေနဲ့ရှိပြီးတော့မှသူကအသက်မရှင်သေးဘူးယုတ်ဝိတုအနေနဲ့ရှိပေမဲ့လို့ဘုရားသခင်ရဲ့ဇီဝအသက်ဘုရားအသက်ကမှုတ်သွင်းလိုက်တဲ့အခါကြတော့မှခုနယုတ်တုကြီးကဘာဖြစ်သွားလဲဆိုတော့လှုပ်ရှားလာအသက်ရှင်လာလှုပ်ရှားလာတော့အသက်ရှင်တော့တတော်မှာဖြစ်လာတယ်ဆိုတာကိုတွေ့ရဒါကြောင့်မလို့ဒီလူမှာပေါ့နော်ဘုရားရဲ့အသက်ရှိတဲ့အတွက်ကြောင့်ဘုရားနဲ့လူနဲ့ကျမတို့ကဆက်သွယ်မှုလုပ်လို့ရထိုနည်းတူစွာပဲယနေ့တမန်ကျမ်းစာဒီ66အုပ်ကစာအုပ်ပဲဖြစ်တယ်နော်ယုတ်ဝတ္ထုအနေနဲ့ပဲဒါကျမတို့တွေ့နိုင်သို့တော်လည်းပဲတန်ရှင်သောဝိညာဉ်တော်မှုတ်သွင်းတော်မူသောအားဖြင့်လို့ကျမ်းစာကပြောတဲ့အခါဘုရားရဲ့တန်ရှင်သောဝိညာဉ်တော်မှုတ်သွင်းလိုက်တဲ့အခါမှာ
ဒီသမာကျမ်းစာကအသက်ရှင်တဲ့နှုတ်ကပတ်တော်ဖြစ်သွားတယ်ဆိုတာတွေ့ရတယ်နော်ဆိုကြည့်လိုက်မယ်ဆိုလို့ရှိရင်စာအုပ်ပဲဒါပေမဲ့ကျွန်တော်ဖတ်တဲ့အခါမှာတန်ရှင်သောဝိညာဉ်တော်ရဲ့လမ်းပြခြင်းနဲ့တန်ရှင်သောဝိညာဉ်တော်ကဒီစာထဲမှာမှုတ်သွင်းလိုက်တဲ့အခါမှာကျမတို့နားလေစေတဲ့နားလေနိုင်တဲ့အနေအထားကိုတန်ရှင်သောဝိညာဉ်တော်ကျမတို့ကိုပို့ဆောင်ပြီးတော့မှကျမတို့လူချင်းတဲ့အဖြစ်ကိုပြီးတယ်ဆိုတာကိုတွေ့ရပါတယ်ပေါ့နော်ဒါကြောင့်မလို့တမန်ကျမ်းစာအုပ်လုံးကိုကျမတို့ကခွဲလို့မရဘူးတိုးအောင်လုပ်လို့လည်းမရဘူးရှော့အောင်လုပ်လို့လည်းမရဘူးဘိန္ဒုတစ်လုံးတောင်မှလွဲလို့မရဘူးကျမ်းစာကပြောတယ်အခုကျမတို့ဒီဖြစ်ပြနေတဲ့ကျမတို့တော်တော်များများအယူဝါဒတွေကွဲလာတယ်အတွေးအခေါ်တွေတယောက်နဲ့တယောက်မတူညီဘူးဆိုတာကတမန်ကျမ်းစာအကုန်လုံးကိုနော်ခြုံငုံပြီးတော့မှဂဂနနာမဖတ်တာရဲ့ပိုင်းခြားနားလည်ဖို့နော်လုံလောက်တဲ့အဖြေကိုဘုရားစီကမရတာလည်းဖြစ်နိုင်တချို့ကကျမ်းစာကိုဓမ္မသစ်ပဲယူတယ်တချို့ကျတော့ဓမ္မဟောင်းပဲယူတယ်တချို့ကျတော့ကျမ်းပိုက်လေးတစ်ပိုက်နဲ့ပဲသွားတာရှိတယ်ဆိုတော့အဲ့လိုမဟုတ်ရဘူးဆိုလို့ရှိရင်အဲ့လိုလှုပ်လိုက်လို့ရှိရင်ဘာနဲ့သွားတူလဲဆိုခုနကဘုရားသခင်ကကျွန်တော်တို့လူကိုသူ့ရဲ့ပုံသဏ္ဍာန်နဲ့ညီဖန်ဆင်းထားတဲ့အတွက်ကြောင့်ကျွန်တော်တို့မှာနော်ရှင်နှချောင်းလက်နှချောင်းရှိတယ်ဆိုတော့မျက်လုံးနှလုံးရှိတယ်ဒါမဲ့လို့ကျမတို့ကမျက်လုံးနှလုံးကနဲပါသေးတယ်ဆိုတော့မျက်လုံးတစ်လုံးထပ်တက်လို့မရဘူးကျမတို့မျက်လုံးနှလုံးရှိတယ်များတယ်ဆိုတော့တစ်လုံးလျှော့လို့လည်းမရဘူးဘုရားသခင်ဖန်ဆင်းထားတဲ့အတိုင်းပဲကျမတို့ကလူလို့သူသတ်မှတ်ထားတဲ့အတိုင်းပဲကျမတို့ကရှိနေရမှာဖြစ်တယ်ထိုနည်းတူစွာပဲတမန်ကျမ်းစာကိုလည်းပဲနော်ဖြတ်တောက်ပြီးတော့မှနော်လှုပ်လိုက်မယ်ဆိုလို့ရှိရင်ကျမတို့ခန္ဓာကိုလက်ဖြတ်တယ်လို့ခြေထောက်ကိုဖြတ်လိုက်တယ်လို့အင်္ဂါမစုံတဲ့ပုံစံဖြစ်သွားမယ်ထပ်ပြီးတော့တက်လာမယ်ဟိုလက်နှစ်ချောင်းကနေပြီးတော့မှသုံးချောင်းတက်လို့လည်းမရဘူးဆိုလို့ရှိရင်အတိတ်ပဲမရှိဘူးဆိုတာကိုကျမတို့တွေ့ရမှာဖြစ်ပါဒါကြောင့်မို့အရန်အရေးကြီးတယ်ကျွန်တော်တို့တမန်ကျမ်းစာကိုကျွန်တော်တို့ဖတ်တဲ့အခါမှာကျမတို့ဖတ်တဲ့အပေါ်မှာမူတည်ပြီးတော့ကျမ်းစာအုပ်တစ်ခုလုံးကိုခြုံငုံပြီးတော့မှအပိုက်လိုက်အခန်းကြီးဘလောက်ကျွန်တော်တို့ဆက်ပြီးတော့မှဖတ်ဖို့အရေးကြီးပါတယ်ပေါ့နော်ဒီဟာနဲ့ပတ်သက်ပြီးတော့ပို့ပြီးတော့မှကျွန်တော်တို့နားလည်အောင်လို့နည်းနည်းပို့ပြီးတော့မှပြောရမယ်ဆိုလို့ရှိရင်ဘုရားသခင်ရဲ့နှုတ်ကပတ်တော်ဆို what ပေါ့နော်ဘုရားရဲ့နှုတ်ကပတ်တော် what ကိုကျွန်တော်တို့ကမူရင်း Greek စကားနေလာတာပေါ့နော် Greek စကားနှစ်ခုနဲ့ပေါ့နော်ပြောထားတယ်နံပါတ်1တစ်ခုကတော့ logos ပေါ့နော် logos နဲ့ rima ဆိုပြီးတော့မှသူအဓိပ္ပာယ်ရတယ် logos ဆိုတဲ့အဓိပ္ပာယ်ကတော့ရေးသားသောစကားရေးချလိုက်သောနှုတ်ကပတ်ကျမ်းစာဖြစ်တယ်ပေါ့နော်နောက် rima ဆိုတာကတော့အသက်ရှင်စေသောစကားအသက်ကိုပေးသောဘုရားစကားဆိုပြီးတော့မှညီညွတ်တာဖြစ်တယ်ကဲဥပမာဆိုလို့ရှိရင်ကျွန်တော်တို့ကရှမဿဲခန်းကြီး၄အငယ်၄မှာဘာပြောထားလဲဆိုတော့ယေရှုကလည်းလူသည်မုတ်အားဖြင့်အသက်ကိုမွေးရမည်မဟုတ်ဘုရားသခင်မိန့်တော်မူသည်များအားဖြင့်အသက်ကိုမွေးရမည်လို့ကျမ်းစာကလာသည်လို့ပြောတယ်ဆိုတော့အဲ့ဒီနေရာမှာကျွန်တော်တို့ကြည့်လိုက်တဲ့အခါမှာယေရှုကလည်းလူသည်မုတ်အားဖြင့်အသက်ကိုမွေးရမည်မဟုတ်ဘုရားသခင်မိန့်တော်မူသည်များဆိုဘုရားရဲ့စကားအဲ့ဒီဘုရားစကားကိုခုနပြောတဲ့ Rima ဘုရားရဲ့စကားအားဖြင့်အသက်ကိုမွေးရမယ်လို့ဘသူကပြောတာလဲကျမ်းစာဆိုတဲ့ Logos ကပြောတာဖြစ်တယ်နောက်တစ်ခုကတမန်တော်ဝတ္ထု7:7မှာဘေရိမြို့သားတို့သည်တတလောနိမြို့သားတို့ထက်ထူးမြတ်သဖြင့်အလွန်ကြီးညိုသောစိတ်စေတနာနှင့်နှုတ်ကပတ်တရားတော်ကိုခံယူသည်ဖြစ်၍မှန်သည်မမှန်သည်ကိုသိချင်းကကျမ်းစာကိုနေ့တိုင်းအစဉ်စစ်စစ်ကြည့်ရှုတယ်တဲ့ဒီနေရာမှာလည်းပဲဘုရားရဲ့နှုတ်ကပတ်တော်တရားကိုမှန်သည်မမှန်သည်ကိုတဲ့နှုတ်ကပတ်တော်တရားဆိုတဲ့ဒီ Rima ကိုခံယူတဲ့အခါမှာတဲ့ဘာကိုကြည့်ပြီးတော့မှသူတို့လေ့လာတယ်ဖတ်လဲဆိုတော့ Logos ဆိုတဲ့တမန်ကျမ်းစာကိုနေ့တိုင်းစစ်စစ်ကြည့်ရှုတယ်ဒါကြောင့်လို့ဒီနေ့ကျမတို့တမန်ကျမ်းစာကိုကျမတို့ကဘေးပယ်ထားလို့မရဘူးဆိုတာကိုတွေ့ရဒါကြောင့်လို့ဒီဥပမာပေးတဲ့ဒီကျမ်းပိုက်ကလေးတွေကိုကြည့်ခြင်းအပြင်ခုနကျမတို့ပြောတဲ့ Logos နဲ့ Rima နှစ်ခုကိုခွဲလို့မရဘူးဆိုတာကိုတွေ့ရတယ်ပေါ့နော်ဒါကြောင့်လို့မဿဲ20-29မှာဗာပြောလဲယေရှုကလည်းသင်တို့ဒီကျမ်းစာကိုနားမလည်ဘုရားသခင်၏တကူတော်ကိုမသိသောကြောင့်မှားသောအယူကိုယူကြ၏လို့ပြောထားပါတယ်ဒီနေ့ကျွန်တော်တို့တမန်ကျမ်းစာကိုနားမလည်ဘူးဘုရားရဲ့တကူနဲ့ကျမတို့ကမထိတွေ့ရဘူးဆိုလို့ရှိရင်မထိတွေ့လိုက်နိုင်ဘူးဆိုလို့ရှိရင်အယူအမှားတွေကိုကျမတို့ကယူပြီးတော့မှကျမတို့ရဲ့အသက်တာတွေပျက်စီးသွားနိုင်တယ်လို့နော်ဒီရှမဿဲမှာအတိအကျပြောထားတယ်ဆိုတာကိုတွေ့ရပါတယ်
ဒါကြောင့်မလို့ယနေ့ကျမတို့ဘုရားသခင်ရဲ့စကားဖြစ်တဲ့ရီမာကဘုရားသခင်စီကလာတာဟုတ်မဟုတ်ဘာလုပ်ရမလဲဆိုတော့ကျွန်တော်တို့တမန်ကျမ်းစာဆိုတော့ logos နဲ့တိုက်ပြီးတော့မှကျွန်တော်တို့ဖတ်ရမှာဖြစ်ပါတယ်။နောက်ဒုတိယပိုင်းအချက်အနေနဲ့ပေါ့နော်ခုနဖတ်သွားတဲ့တမန်ကျမ်းစာထဲမှာပဲတို့ဖြစ်၍ငါဤကျုံမောရှေမှာထားသောတရားအတိုင်းကြည်မြည်မှုစောင့်ရှောက်ခြင်းကအာယူရဲ့အလွန်ရဲရင်ခြင်းရှိလို့ကျန်စီလေသမျှတို့၌အောင်မြင်အကြောင်းထိုတရားလမ်းသို့လိုက်လို့လက်ရဘက်လက်ဝဲဘက်သို့မလွဲမီထိုပညတ်တိကျမ်းစာ၌ရေးထားသမျှအတိုင်းကြည်မြည်မှုစောင့်ရှောက်ခြင်းအလို့ငါကျမ်းစာကိုမဖတ်မရွတ်ဘဲမနေနိညမပြတ်ကြည့်ရှုဖတ်ရရမည်တို့ပြုလေတင်သည်အကြံထမြောက်၍အောင်မြင်လိမ့်မည်လို့ပြောထားပါဆိုဒီတမန်ကျမ်းစာထဲမှာဒုတိယပိုင်းအနေနဲ့ကျွန်တော်တို့ရဲ့အကြံအစီတွေအောင်မြင်ခြင်းတယ်ဆိုလို့ရှိရင်ဒီကျမ်းစာကတော့ကျွန်တော်တို့ကိုနှုတ်ကပတ်တော်နေ့တိုင်းစစ်စစ်ကြည့်ရှုဖို့ပဲပြောထားတယ်ဆိုတာတွေ့ရဒီကျမ်းစာတွေလည်းပဲယောရှုမှတ်စာထဲမှာပါတဲ့သက်သေခံချက်ဖြစ်တယ်သူရဲ့ဘဝအသက်တာထဲမှာလည်းပဲဒီအတိုင်းလိုက်လျှောက်တဲ့အတွေ့အကြုံလည်းပဲသူတို့တွေဒီဘုရားသခင်ပြင်ဆင်တဲ့ဂရီတော်ပြည်ကိုဘယ်လိုသွားရမလဲဘယ်လိုလျှောက်ရမလဲဆိုတော့ဘုရားရဲ့မိန့်မာချက်အတိုင်းပဲသူတို့လှုပ်ဆောင်တဲ့အခါမှာအဆုံးမှာအောင်မြင်ခြင်းကိုရတယ်ဆိုတာကျွန်တော်တို့တစ်ခုလုံးကိုပြန်ပြီးတော့ဖတ်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့တွေ့နိုင်မှာဖြစ်တယ်ဆိုတော့လူတိုင်းမှာကျွန်တော်တို့စိတ်ကူးအကြံအစီလူတိုင်းမှာရှိတယ်နော်အကြံအစီမရှိဘဲနဲ့အသက်မရှင်ကြဘူးပေါ့နော်လူတိုင်းမိမိရဲ့ plan တွေကိုဘာလုပ်မယ်ဘာဘယ်အချိန်မှာဘာဖြစ်အောင်လုပ်မယ်ဆိုတဲ့အကြံအစီတွေအတွက်ကျွန်တော်တို့ကနေ့စဉ်ရုန်းကန်လှုပ်ရှားနေကြကြိုးစားကြတယ်ကျွန်တော်တို့ရဲ့မိသားစုအတွက်ကိုဘဝအတွက်အရင်ဆုံးကိုယ့်ရဲ့မိသားစုအတွက်ကိုယ့်ရဲ့အသင်းတော်အတွက်ကိုယ့်ရဲ့လူမျိုးအတွက်ကိုယ့်ရဲ့နိုင်ငံအတွက်နော်အောင်မြင်ခြင်းတွေရရှိဖို့အတွက်ကျွန်တော်တို့ကဤအမျိုးမျိုးနဲ့ကျွန်တော်တို့ကလှုပ်ဆောင်ကြတယ်ပြီးတဲ့အခါမှာကျွန်တော်တို့ရဲ့လူနေမှုအဆင့်တန်းတွေမြင့်မားဖို့နော်ချမ်းသာဖို့စိတ်ကူးကြံစည်မှုတွေကျွန်တော်တို့ကလုပ်ကြဒါကလည်းပဲလုပ်ကိုလုပ်ရမယ့်အရာတစ်ခုလည်းဖြစ်တယ်ဒါကြောင့်မလို့ကျမတို့တွေကနီလန်မျိုးစုံနဲ့ကျမတို့ကရှာကြတယ်လေ့လာကြတယ်သူတည်တနာပြုကြတယ်ဆိုတာကိုကျမတို့တွေ့ရဒီယောရှုမတ်စာ1:8ထဲမှာဗာတွေ့ရလဲဆိုတော့ပညတ်တိကျမ်းမှာရေးထားသမျှအတိုင်းကျင့်ရရေးထားတဲ့အတိုင်းကိုကျင့်ရဘာကျင့်ရမလဲဆိုတော့ဒီသူ့ရဲ့ပညတ်တိကျမ်းတွေဖြစ်တဲ့ဒီ law တွေအနာဂတ်ကျမ်းတွေဘာလုပ်ရမလဲဆိုတော့နေ့တိုင်းဖတ်ရမယ်တဲ့နော်ဒီမှာဆိုလို့ရှိရင် be sure that the book of the law is always read in your worship မိမိရဲ့ဝတ်ပြုကိုးကွယ်ခြင်းတိုင်းမှာဒီပညတ်တိကျမ်းနဲ့ပတ်သက်တဲ့စာဆောင်တွေကျမ်းစကားတွေအစဉ်အမြဲဖတ်ရမယ်လို့နေ့တိုင်းဖတ်ရမယ်လို့ပြောတယ်နောက်တစ်ခုကတော့ study ပေါ့နော် day and night နော်နေ့ညမပြတ် study လုပ်ရမယ်လို့ပြောတယ်နောက်ပြီးတော့နောက်ဆုံးတစ်ခုပါပြောသေးလဲဆို obey တဲ့နာခံရမယ်ဒီနှုတ်ကပတ်တော်ကျမ်းစာမှာရေးထားသမျှအတိုင်းနာခံလိုက်လျှောက်ရမယ်တဲ့နော်သူခိုင်းတဲ့အတိုင်းလုပ်မယ်ဆိုလို့ရှိရင်တဲ့သူကအဆုံးမှာဗာပြောတယ်တို့ပြုလေတင်ဒီအကြံထမြောက်ရအောင်လိမ့်မယ်ဘုရားကအဲ့လိုပဲပြောတာဖြစ်တယ်နော်ဒီကျမ်းစာကိုဒီယောရှုကရတဲ့အချိန်မှာသူကဒုတိယခေါင်းဆောင်ပထမတော့ကတော့မောရှေကခေါင်းဆောင်ဖြစ်တယ်သူကလက်ထောက်ဖြစ်တယ်ဒါပေမဲ့မောရှေအနိစ္စရောက်ပြီးသွားတဲ့နောက်မှာသူ့ရဲ့လက်ထောက်ဖြစ်တဲ့ယောရှုကဥဆောင်ဥရဲ့ပြီးရမယ့်နေရာကိုရောက်လာတာဖြစ်တယ်ဆိုတော့သူဥဆောင်ဥရဲ့ပြီးရမယ့်အနေအထားဒီလူအုပ်ကြီးနဲ့ဘုရားသခင်ရဲ့ဂရုတော်ကြီးဖြစ်တဲ့ခါတန်ဖြူကိုသွားဖို့အတွက်လှုပ်ဆောင်တဲ့အခါမှာသူ့မှာအတွေ့အကြုံနဲ့သွားလို့မရဘူးမောရှေကိုဘုရားသခင်ညွှန်ကြားချက်အတိုင်းတောက်လျှောက်သွားတဲ့အခါမှာအောင်မြင်ခြင်းတွေကိုတွေ့ရတယ်အခက်အခဲတွေရှိတော်ညာလည်းပဲအဆုံးထိဘုရားပို့တယ်ဆိုတာသူကငယ်သောအချိန်ကနေစပြီးတော့မှဒါတွေကိုသိတဲ့အခါမှာနော်မောရှေကျင့်ခဲ့တဲ့တရားအတိုင်းနာခံခဲ့တဲ့နှုတ်ကပတ်တော်အတိုင်းသူဒီလည်းပဲထုံနည်းသူလှုပ်ဆောင်ရဲဆိုတာကိုတွေ့ရစတနည်းအားဖြင့်ဘုရားသခင်ကမောရှေနဲ့အတူရှိတဲ့ကဲ့သို့တဲ့ယောရှုကိုလည်းပဲတင်းနဲ့အတူငါရှိတယ်လို့ပြောတဲ့အကျင့်မလဲဘူးဒီထဲမှာတွေ့ရဆိုတော့ကျွန်တော်တို့အသက်တာထဲမှာဘုရားသခင်ကျွန်တော်တို့နဲ့အတူရှိဖို့အရေးကြီးတယ်ကျွန်တော်တို့ဘာပဲလုပ်လို့ဘုရားသခင်လမ်းမပြဘူးဘုရားသခင်အတူမရှိဘူးဆိုလို့ရှိရင်ကျွန်တော်တို့လမ်းကတွိုင်းအဝေးကြီးရောက်ပြီးတော့မှလမ်းမသွားတယ်ဆိုလို့ရှိရင်ချိန်တွေအများကြီးကြာသွားတယ်ဆိုတာကိုတွေ့နေဆိုတော့ဒီနေ့ကဘာပေါ်မှာနော်လူတွေကထောင်တောင်းချီပြီးတော့စာအုပ်တွေရေးသားပြီးတော့မှထုတ်ဝေကြတယ်နော်လူတွေအများကြီးဝယ်ဖတ်ကြ
ကျွန်တော်တို့လည်းစာအုပ်သဘောကျတဲ့လူဖြစ်တဲ့အတွက်ကြောင့်စာအုပ်စာပေတွေတွေ့လို့ရှိရင်လည်းဝယ်ဖတ်တယ်လေ့လာတယ်ပေါ့နော်အဲ့တော့သူတို့ရေးသားထားတဲ့စာတွေထဲမှာလည်းအနှစ်သာရတွေလည်းအများကြီးရှိတယ်နော်သူတို့ဖြတ်တန်းခဲ့ရတဲ့သူတို့ရဲ့အတွေ့အကြုံတွေသူတို့ဘယ်လိုရင်ဆိုင်ခဲ့ရတယ်ဘယ်လိုကြော်လွှားခဲ့ရတယ်သူတို့ဘယ်လိုပြည့်စက်ခဲ့ရတယ်အဲ့ဒီအချိန်မှာသူတို့အောင်မြင်မှုနဲ့ကြာရှုံးမှုတွေအတွက်သူတို့ရေးထားတဲ့ message တွေကအများကြီးအဲ့ဒီစာအုပ်တွေထဲမှာရှိတယ်ကျွန်တော်ဖတ်လိုက်တဲ့အခါကျတော့ကျွန်တော်တို့အတွက်မှတ်သားစရာဘဂုတုတ္တယူစရာတွေလည်းအများကြီးရှိတယ်ပေါ့နော်ဒါပေမဲ့လို့ခုနပြောတဲ့သူတို့တွေရေးခဲ့တဲ့စာအုပ်တွေကနှစ်ပေါင်းဘယ်လောက်ထိခံနိုင်မလဲနော်ယာနဲ့ချီထိခံအောင်တော့အားလုံးလူတွေမှတ်မိပါမလားဖတ်တဲ့သူမှတ်မိပါမလားမမှတ်မိဘူးဒါပေမဲ့လို့တမန်ကျမ်းဒီကြားတော့သူတို့ကပျောက်သွားတယ်ဒါပေမဲ့တမန်ကျမ်းစာနော်ဒီနေ့ပြောနေတဲ့ပညာတိကျမ်းတို့အနာဂတ်ကျမ်းတို့ပေါင်းဆက်ထားတဲ့ဒီတမန်ကျမ်းစာကလွန်ခဲ့တဲ့နှစ်ပေါင်း2000ကျော်ကလေးကလူပေါင်း40နဲ့မနည်းရေးသားထားတဲ့စာအုပ်ဖြစ်တယ်ဆိုဒီစာအုပ်ကပြောမယ်ဆိုလို့ရှိရင်ကြာပြီပေါ့နော်အရန်ကိုကြာခဲ့ပြီအနစ်ကြီးဖြစ်နေပြီပေါ့နော်ပြောမယ်ဆိုလို့ဒါပေမဲ့ဒီနေ့ up to date ဖြစ်နေတဲ့စာအုပ်ဖြစ်တယ်ကမ္ဘာပေါ်မှာအယောင်ရဆုံးနဲ့နော်လူတွေဖတ်နေတဲ့စာအုပ်ကတော့ကျွန်တော်တို့တမန်ကျမ်းစာပဲဖြစ်လာတယ်ဆိုတာကိုတွေ့တခြားလူတခြားဘာသာတွေကိုယ်ွယ်တဲ့သူတွေလည်းတမန်ကျမ်းစာကိုသိကျင်ပြီးတော့မှယခုလေ့လာပြီးတော့မှဖတ်နေကြတယ်ဆိုတာတွေ့ရဒီအထက်မှာလျှို့ဝှက်ချက်တွေရှိသူတို့သိကျင်တဲ့အရာတွေကိုအကြသောအရာစာအုပ်တွေကသူတို့ကိုမပန့်ပိုးနိုင်ဘူးဆိုလို့ရှိရင်ဒီအထဲတွေကများသူတို့ကိုပန့်ပိုးနိုင်မှာဆိုပြီးတော့မှသူတို့လေ့လာစူးစမ်းကြတယ်လည်းရှိသို့တော်လည်းပဲဘုရားသခင်ရဲ့တန်ရှင်းသောဝိညာဉ်တော်ကျမတို့ကိုအလင်းမပေးဘူးကျမတို့မျက်စိကိုမဖွင့်ပေးဘူးဆိုလို့ရှိရင်သူတို့ဘလောက်ဖတ်ဖတ်သူတို့နားမလည်နိုင်ဘူးဒါကြောင့်လို့ယနေ့ကျမတို့တန်ရှင်းသောဝိညာဉ်တော်ပါမှကျမတို့ဒီကျမ်းစာဖတ်လိုက်တဲ့အကြောင်းအရာအချက်တိုင်းကကျမတို့အတွက်အဖြေကိုရရှိမှာဖြစ်ပါတယ်ပေတရုဒုတိယဆောင်ခန်းကြီး1:21မှာအကြောင်းမူကားအနာဂတ်စကားသည်လူအလိုအားဖြင့်ဖြစ်ပူးသည်မဟုတ်ဘုရားသခင်၏တန်ရှင်းသူတို့သည်တန်ရှင်းသောဝိညာဉ်တော်၏တိုက်တွန်းတော်မူခြင်းကိုခံရ၍ဟောပြောကြသည်ဒီအနာဂတ်စကားတွေကလူအလိုအားဖြင့်ဖြစ်တာမဟုတ်ဘူးတဲ့ဘုရားသခင်ရဲ့တန်ရှင်းသောဝိညာဉ်တော်အားဖြင့်ဖြစ်တဲ့အခါမှာယနေ့ကျွန်တော်တိုက်တွန်းလို့ဆိုတဲ့အခါမှာပဲဖြစ်ဖြစ်တမန်ကျမ်းစာကိုလေ့လာတဲ့အခါမှာပဲသိခံတဲ့အခါမှာပဲဖြစ်ဖြစ်ဒီအရာတွေကဘုရားရဲ့တကူပါတဲ့အတွက်ကြောင့်ကျွန်တော်တို့ကိုနားလည်သဘောပေါက်စေတယ်ဆိုတာတွေ့ရပါတယ်။ဒါကြောင့်လို့ဒီကျမ်းစီလေးသမျှမှာအောင်မြင်ဖို့အတွက်ယောရှုလှုပ်ဆောင်သွားတဲ့အရာ၄ချက်ပေါ့နော်။အဲ့ဒါကိုတူတူပဲပြောသွားမှာဖြစ်ပါတယ်။နံပါတ်1တစ်ချက်ကတော့ဘုရားသခင်ကသူ့ကိုပြောတဲ့အတိုင်းပဲဘုရားရဲ့နှုတ်ကပတ်တော်ကိုသိရမယ်လို့ပြောတယ်။ဆိုယောရှုကဘုရားသခင်ရဲ့နှုတ်ကပတ်တော်ကိုသိတော်သူဖြစ်တယ်။ဘာဖြစ်လို့လဲဆိုတော့သူဒီခုနပြောခဲ့တယ်လို့ပဲခေါင်းဆောင်ကြီးမောရှေနဲ့အတူရှိနေတဲ့ကာလပတ်လုံးမှာမောရှေကဘုရားသခင်စီရင်တဲ့နှုတ်ကပတ်တော်တွေအတိုင်းအသက်ရှင်ပြီးတော့မှလိုက်လျှောက်တယ်သူဒီလည်းပဲအနားမှာနေပြီးတော့မှသူအများကြီးသူသိတယ်ဖြစ်တယ်။တနည်းအားဖြင့်ပေါ့သူ့မှာတော့အတိအကျဒီထုတ်ဖို့ပြောမယ်ဒီစာလုံးပေါင်းတွေကိုပေါ့အကုန်လုံးပြောပြနိုင်လောက်အောင်သူ့မှာမပြောပြနိုင်တော့လဲပဲသူသိထားတဲ့အရာသူမှတ်ထားတဲ့အရာသူလေ့လာထားတဲ့အရာမှန်သမျှကဘုရားရှင်နှုတ်ကပတ်တော်အပေါ်မှာပဲမှီတယ်ဆိုတာသူကောင်းကောင်းသဘောပေါက်တယ်။ဒါကြောင့်လို့သူလှုပ်ဆောင်သမျှအတိုင်းကဒီပညာချက်ကနေဒီစေစားခိုင်းတဲ့အတိုင်းပဲသူကတောက်လျှောက်လှုပ်သွားတယ်ဆိုတာကိုတွေ့ရတယ်။ဆိုတော့ဒီတမန်တရားကပဲသူ့ကိုလမ်းညွှန်တယ်ဆိုတာကိုသူခံစားနားလေသဘောပေါက်လိုက်။ဆိုတော့သူ့ကိုတော့ဒီဂတိတော်ပြည်ကိုသွားဖို့အတွက်လမ်းကိုမသိတဲ့အခါမှာအခက်အခဲတွေလည်းအများကြီးရင်ဆိုင်ရမှာဖြစ်တယ်။ဘုရားပြည့်တဲ့ဂတိတော်ကိုလွယ်လွယ်နဲ့ဝင်လို့မရဘူး။တိုက်ရွာမှာဖြစ်တယ်။ဘာဖြစ်လို့လဲဆိုတော့ဘုရားသခင်ပြည့်တဲ့ဂတိတော်ပြည်ထဲမှာသူတို့တွေကနှစ်ပေါင်း400ကျော်ဧကရုပြည်မှာကျွန်ဘဝနဲ့နေစဉ်ကာလမှာအဲ့ဒီနေရာကိုအခြားသောလူမျိုးတွေကဝင်ရောက်ပြီးတော့မှနေရာယူသွားတာတွေ့ရတယ်။ဆိုလူမျိုးကြီး9မျိုးလည်းရှိတယ်။အခြားလူမျိုးကြီးတွေအရင် giant ဖြစ်တဲ့လူကြီးတွေအများကြီးရှိတယ်။အရန်ကိုရဲရင်ပြီးတော့မှတော့ခန္ဓာကိုယ်လည်းကြီးတာတွေလည်းရှိဆိုဒီလူတွေကသူတို့ကအဲ့ဒီနေရာမှာဝင်ပြီးတော့သူတို့နေရာဖြစ်သွားပြီလို့သူတို့ကလက်ခံနေတဲ့အချိန်တို့တော့ဘုရားသခင်ကကနဦးလေးကနင်တို့ရဲ့နေရာနောက်ကပတ်တော်ပြောထားတဲ့အတိုင်းပဲနော်ဂတိတော်ပြီး
ကိုပို့ဆောင်မယ်အဲ့ဒီကိုရောက်ရမယ်လို့ပြောတဲ့အချိန်မှာသူတို့ကမရောက်သေးဘူးအခြားလူမျိုးတွေကမရဒါကြောင့်ဒီနေရာကိုပြန်ပြီးတော့မှသွားဖို့အတွက်လွယ်လွယ်နဲ့မရဘူးဒီလူတွေကလွယ်လွယ်နဲ့ပြန်ပေးမှာမဟုတ်ဘူးနှစ်ပေါင်းများစွာသူတို့နေထားတဲ့အတွက်ကြောင့်သူတို့ဟာပဲသူတို့တိမ့်ပိုက်ထားတဲ့အတွက်သူတို့မပေးနိုင်ဒါကြောင့်မလို့ယောရှုကတည်တယ်ဒါဆိုလို့ရှိရင်ဘယ်သူအကူအညီယူရမလဲဖျားနဲ့သွားမှာဖြစ်တယ်ဖျားမပါလို့ရှိရင်တော့ဒီနေရာကိုသူတို့လုံးဝမသွားနိုင်ဘူးဆိုတော့သူကောင်းကောင်းသိတယ်ဘာဖြစ်လို့ဆိုတော့မောရှေကလည်းဖျားနဲ့ပဲသွားတယ်နော်ဒီလူပေါင်းတန်းနဲ့ချီတဲ့လူအမျိုးမျိုးသောတော့ဒုက္ခပေးတယ်စိတ်ဒုက္ခတွေပေးတယ်ညည်းညူတယ်လမ်းမှာရေမရှိလို့လဲអော်တယ်အစာမစားလို့လဲသူတို့နော်ပူလောင်နေဒုက္ခတွေကိုမခံစားခြင်းအဲ့ဒီအခက်အခဲတွေမှာမောရှေဖြတ်တန်းခဲ့တယ်လို့သူလည်းပဲသိခဲ့ဒီနေရာတွေဆိုတော့ကဒီလူမျိုးကြီးတွေရှိတဲ့နေရာနော်လူမျိုးမတူကိုယ်ွယ်မှုလည်းမတူဘာသာစကားယဉ်ကျေးမှုတွေဘာမှမတူတဲ့ဒီလူတွေစီကပြန်ပြီးတော့ယူရမယ်ဆိုလို့ရှိရင်လွယ်လွယ်နဲ့မရတဲ့အတွက်ကြောင့်ဖခင်ရဲ့အကူအညီလိုတယ်ဆိုတာကိုသူကောင်းကောင်းသိတယ်နော်ဖခင်နဲ့တိုက်ပွဲဝင်မှရမယ်ဆိုတာကိုသူကောင်းကောင်းသိတယ်ဒါကြောင့်မို့ဘုရားသခင်ကသူ့အတွက်လမ်းပြဖြစ်တယ်ဆို guide ပေါ့နော်အဲလမ်းပြလို့ပြောတဲ့အခါမှာလမ်းညွန်ပေါ့ဘူးလမ်းပြဆိုတာကကျမတို့နဲ့အတူမရောက်မချင်းလိုက်ဖို့တဲ့သူလမ်းညွန်ကတော့မေးလိုက်လို့ရှိရင်ခိုးဘက်ကိုသွားတောင်သွားမြောက်သွားအဲ့ဒီသွားရောက်မယ်လို့ပဲညွန်လိုက်တဲ့သူဒါပေမဲ့လမ်းပြကတော့ရောက်တဲ့အထိအတူလိုက်ပြီးတော့မှပို့ဆောင်တဲ့သူဖြစ်တယ်ဒီနေ့ဘုရားသခင်ကလည်းကျမတို့အသက်တာမှာလမ်းကိုပို့ဆောင်ပြီးတော့သူဖြစ်တယ်လမ်းကိုပြရုံပြတယ်သွားတော့ကိုယ့်အကိုကြည့်လို့ဆိုပြီးပြောတော့ဘုရားမဟုတ်ဘူးဒီနေ့ဘုရားသခင်ကအတူရှိပြီးတော့မှအဆုံးထိတိုင်အောင်ပို့ဆောင်တဲ့ဘုရားဖြစ်တယ်ဆိုတာကိုယောရှုသိတယ်ဒါကြောင့်ဒီကျမတို့ဒီလိုပဲဘုရားသခင်နှုတ်ကပတ်တော်ကိုနံပါတ်1သိရမှာဖြစ်တယ်။နောက်ဒုတိယတစ်ချက်ကတော့ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တရားစကားကိုပြောတော်သူဖြစ်တယ်။ဘာဖြစ်လို့လဲဆိုဒီတမန်ကျမ်းစာကိုဘုရားကပြောတယ်။သင်ရဲ့အကြံစီအောင်မြင်ခြင်းနဲ့ဆိုလို့ရှိရင်လက်ရဘက်လက်ဝဲဘက်မလွဲနဲ့ထားရမယ်။ပညာတိကျမ်းမှာရှိတဲ့အရာအကုန်လုံးကိုနေ့ရောညရောမပြတ်ဖတ်ရစုဖတ်တယ်။သူဖတ်တဲ့အတွေ့အကြောင်းတမန်ကျမ်းစာထဲမှာဘာပြောလဲဆိုတာကိုလည်းသူပြန်ပြောနိုင်တယ်။တနည်းအားဖြင့်နှုတ်နဲ့မပြတ်ရဘူးလို့ကျမတို့ပြောတယ်။ဆိုတော့ကျမတို့အသက်တာထဲမှာဘုရားသခင်ပေးတဲ့ကောင်းကြီးမင်္ဂလာကျမတို့သက်သေခံကြရတယ်အများကြီးရှိတယ်။ပေါ့နော်။ဘုရားသခင်ကကျမတို့ကိုအသက်တာထဲမှာဘယ်တမန်တရားအဖြစ်ကျမတို့ကိုပေါ်ပြလို့ကျမတို့အသက်တာကဒီတိုင်းလိုက်လျှောက်လိုက်တဲ့အခါမှာအောင်မြင်ခြင်းတွေကိုရရှိတယ်ဆိုတဲ့ကျမတို့ပြန်ပြီးတော့မှနှုတ်တော်အတွက်သမာတရားကိုပြောတော်သူလည်းဖြစ်ဖို့လည်းအရေးကြီးပါတယ်ပေါ့နော်ကျမတို့ကနေ့စဉ်ပြောနေကြစကားလုံးစကားတွေထဲမှာဖခင်ရဲ့အကြောင်းကိုကျမတို့ထည့်ပြီးတော့မှပြောဖို့လည်းအရေးကြီးပါတယ်ပေါ့နော်ဒီနေ့ကျမတို့စကားဘယ်လောက်ပြောလဲကျမတို့စကားလုံးဘယ်လောက်ထွက်လဲနော်ကျမတို့ပါဇက်ထဲမှာတချို့လူတွေကတော့စကားနည်းလို့အလုံးရည်နဲရင်နဲမှာပေါ့တချို့ကတော့အရန်စကားပြောတဲ့အတွက်ကြောင့်စကားလုံးအလုံးရည်များရင်များပါပေါ့နော်ကျွန်တော်ဖတ်လိုက်တဲ့အကြောင်းအရာလေးတစ်ခုမှာသူတို့ result လောက်တာပေါ့နော်အဲ့ဒီထဲထဲမှာသူတို့ဗာပြောလဲဆိုတော့ဖြန်းမြအားဖြင့်ပေါ့နော်ယောက်ျားမိန်းမအမျိုးသားအမျိုးသမီးတွေက at least ပေါ့နော်အနည်းဆုံးပေါ့တစ်နေ့ကိုပေါ့နော် what စကားလုံးအလုံး9000ပြောတယ်နော်အဖြန်းမြခြင်းပေါ့ဒါပေမဲ့နောက်တစ်ခုကဘယ်လိုပြောလဲဆိုတော့အမျိုးသားများစကားပြောတာလေအမျိုးသမီးများစကားပြောတာလေမတူသေးဘူးလို့ပြောတယ်ပေါ့နော်အဲ့ဒါတော့မပြောတော့ဘူးနော်ဆိုတော့ကျမတို့တွေတနေ့ကျမတို့ပြောတဲ့စကားလုံးအလုံး9000ရှိတယ်ဆိုလို့ရှိရင်ကျမတို့အဲ့ဒီ9000ထဲမှာဖခင်အကြောင်းကိုပြောတော့အလုံးမနှလုံးပါဘုရားသခင်အကြောင်းကိုကျမတို့သက်သေခံတော့စကားလုံးဘယ်နှလုံးပါလဲဆိုတာကိုကျမတို့ပြန်ပြီးတော့မှကိုစမ်းစစ်ဖို့အရေးကြီးပါတယ်ဆိုတော့ကိုယ့်ရဲ့society ကိုယ့်ရဲ့ပတ်ဝန်းကျင်ထဲမှာကိုယ့်နဲ့ထိတွေ့ပတ်သက်ဆက်ဆံနေရတဲ့သူတွေကိုကျမတို့ကဘုရားရဲ့ကောင်းမြတ်ခြင်းမိမိတို့ရဲ့ယုံကြည်ခြင်းကိုကိုယ်ကပြောရမယ်။ဒါပေမဲ့ဒီနိုင်ငံမှာကြားကြည့်တဲ့အခါမှာကိုယ့်ရဲ့ယုံကြည်ခြင်းကိုပြောဖို့ကိုယ့်ရဲ့ယုံကြည်ခြင်းကိုဝင်တော့အင်တာမှာခက်ခဲတယ်။ဘာဖြစ်လို့လဲဆိုတော့ဘာသာစကားလည်းမတူဘူးလေ။နောက်ယုံကြည်ကိုးကွယ်မှုတွေမှာလည်းမတူနေတဲ့အတွက်ကြောင့်ကျမတို့ကအသက်တာအားဖြင့်ပဲဘုရားရဲ့ကောင်းမြတ်ခြင်းကိုသက်သေခံသွားကြဖို့ပဲပို့ပြီးတော့မှဖြစ်နိုင်ခြင်းရှိတယ်ပေါ့နော်။ဒါမဲ့လို့ကျမတို့အလင်းသိရင်တင့်တယ်လို့ပေါ့နော်အလင်းသိရင်တင့်တယ်လို့အခွင့်အရေးရရင်ရတယ်လို့ယောရှုလို့ပေါ့ယောရှုကတော့သူရတဲ့အရာတွေသူမိသားစုတွေကိုသူပြောတယ်အဲ့ဒါကဘယ်မှာတွေ့ရလဲသူဒီကျမ်းစာရဲ့အဆုံးပိုင်းမှာတွေ့ရသူ
သူ့ရဲ့အိမ်သူအိမ်သားတွေအကုန်လုံးလို့သူသုံးထားတယ်မိကျွန်တော်နဲ့ကျွန်တော်အိမ်ကအကုန်လုံးထာဝရဘုရားကိုပဲကိုးကွယ်မယ်လို့ပြောတယ်ဆိုတော့သူတယောက်ထီးတာမကသူ့ရဲ့အိမ်သူအိမ်သားအကုန်လုံးကဘုရားအကြောင်းသိတယ်ဆိုတာကိုတွေ့ရဘာဖြစ်လို့လဲသူပြောလို့ပေါ့နော်သူပြောတဲ့အတွက်ကြောင့်ဘုရားရဲ့အကြောင်းကိုသိဒါကြောင့်မကျင်ကျမတို့တွေဒီဘုရားသခင်ရဲ့အကြောင်းကိုသိပြီးပြီဆိုလို့ရှိရင်ပြောရမယ်နောက်တတိယတစ်ချက်ကတော့ဘုရားရဲ့စကားကိုကျမတို့ကျင့်ရမယ်စောင့်ရှောက်ရမယ်ပေါ့တနည်းအားဖြင့်အားထုတ်ရမယ် meditate ကျမတို့လုပ်ရမယ်ပေါ့နော်ဒီတစ်ခါလေကျတော့ကျမတို့တွေကတမန်ကျမ်းစာကိုရိုးရိုးလေးပဲဖတ်သွားတယ်ရိုးရိုးလေးပဲခံယူလိုက်တယ်ရိုးရိုးလေးပဲနားထောင်ပြန်ပြီးတော့မှကျမတို့က meditate လုပ်ဖို့ကျမတို့အချိန်တွေမပေးဘူးတနည်းအားဖြင့်ဘုရားရဲ့အကြောင်းတွေကိုပြန်လဲစဉ်းစားခြင်းဖြစ်တယ်ဘုရားသခင်ရဲ့တရားစကားတွေကိုကျမတို့ရဲ့အသက်တာထဲမှာဒိဗေရှိနဲ့ဘယ်လိုလိုက်လျှောက်ရမယ်ဆိုတာကိုကျမတို့ mindset တွေကိုထစ်ထားတာပြောတာဖြစ်တယ်ဆိုတော့အဲ့လိုမျိုးပြောတဲ့အခါမှာကျမတို့ကအချိန်ယူရတာတွေရှိတယ်ကျမတို့ရဲ့ဒီစိတ်ထဲမှာရှိတဲ့ပြုပြင်စရာတွေရှိနေတယ်ဘုရားရဲ့တရားစကားနဲ့မကိုက်ညီတဲ့အခါကျတော့ဒီအထက်ကိုကျမတို့ဝင်လာလို့မရဘူးအဲ့တော့ကျမတို့ရဲ့ဒီစိတ်တွေကိုဘာလို့ရမလဲတန့်ရှင်းလုပ်ရမယ်ဖယ်ရမယ့်အရာတွေဇာတိရဲ့သဘောတွေကျမတို့ဖယ်ရှားရတာရှိတယ်ထက်တောက်ပြရတာတွေရှိတယ်လဲလေရတာတွေရှိတယ်ဘာလို့ဘုရားသခင်ရဲ့တရားစကားတန့်ရှင်းသောဘုရားရဲ့စကားဖြစ်တဲ့အတွက်ကြောင့်တန့်ရှင်းသောတစားပလာနဲ့ခံယူမှကျမတို့ကတကိုးထွက်လာမှာဖြစ်တယ်ဒါကြောင့်မို့ယနေ့ကျမတို့ရဲ့တစားပလာတန့်ရှင်းဖို့လေကျွန်တော် meditate လုပ်တဲ့အခါမှာကိုပြန်လဲပြီးတော့မှဆင်ခြင်စဉ်းစားခြင်းဖြစ်တယ်ဆိုတာကိုတွေ့ရတယ်ဒါကြောင့်မို့ယောရှုကလည်းပဲဂရိတော်ပြည်ကိုဝင်တော့မယ်ဆိုလို့ရှိရင်အားလုံးဗာပြောလဲဆို consecration တန့်ရှင်းခြင်းရှိရမယ်သူအမြဲတမ်းသုံးတယ်တန့်ရှင်းခြင်းရှိရမယ်ဒီနေ့ဘုရားသခင်ပြမယ်အမှုတော်အတွက်ငါတို့ကအစဉ်သင့်ဖြစ်ရမယ်တန့်ရှင်းခြင်းရှိရမယ်လို့သူကပြောတယ်အဲ့လိုပြောတဲ့အတိုင်းပဲလှုပ်ဆောင်တဲ့အခါမှာအောင်မြင်မှုရှိတယ်ဆိုတာကိုတွေ့ရဒါကြောင့်ဒီနေ့ကျမတို့ရဲ့အသက်တာထဲမှာစိုးရိမ်မှုတွေကြောက်ရွံ့မှုတွေပူပန်မှုတွေနော်ဒီဒုက္ခတွေကိုကျမတို့ဘေးဖယ်ထားဖို့အရေးကြီးတယ်ကျမတို့စိတ်ကိုငြိမ်သက်အောင်ထားမှဘုရားသခင်ရဲ့တမန်တရားကကျမတို့အထက်ကိုဝင်လာနိုင်တာဖြစ်တနည်းအားဖြင့်ဘုရားသခင်ကိုကျမတို့အသက်တာကိုပြောင်းလဲအောင်လုပ်ပေးပါလို့အနံလိုက်တာပဲဖြစ်ပါလေတန်ရှင်းသောဝိညာဉ်တော်ရဲ့အကူအညီမပါဘူးဆိုလို့ရှိရင်လေကျမတို့ကဘုရားနဲ့အတူသွားလို့မရဘူးဆိုတာကိုပြောပြခြင်းဒါကြောင့်မလို့ကျမတို့ဘုရားသခင်ရဲ့စကားကိုသိပြီးပြောပြီးပြီးတဲ့အခါကျကျမတို့ကအားစိုက်ပြီးတော့မှကျင့်ကြံအားထုတ်ကြဖို့ဖြစ်ပါတယ်နောက်ဆုံးဒုတိယစတုတ္ထအချက်နဲ့နောက်ဆုံးအချက်ကတော့ဘုရားသခင်ရဲ့တရားစကားအလုံးစုံကိုတဲ့ဂရုစိုက်ရမယ်နာခံရမယ်ယောရှုကဘုရားရဲ့စကားအကုန်လုံးကိုသူကနာခံတော်သူဖြစ်တယ်ဆိုတာကိုတွေ့ရနာခံတယ်ဆိုတာခုနကကျွန်မပြောတမန်ကျမ်းစာကိုတစ်ပိုက်ဒီတစ်ပိုက်ဟိုတစဒီစယူတာမဟုတ်ဘူးဘုရားသခင်ရဲ့တရားစကားကိုသူကအကုန်လုံးကိုလိလာမှတ်သားပြီးတော့မှသိတော်သူလို့အစပိုင်းမှာပြောထားတဲ့အတွက်ကြောင့်သူဒီဘုရားသခင်ရဲ့နှုတ်တော်အတွက်တမန်တရားကိုကောင်းကောင်းသိတော်သူဖြစ်တယ်နော်နာခံတော်သူဖြစ်တယ်ဂရုစိုက်တဲ့သူဖြစ်တယ်နော်စစ်ပွဲတွေကိုအလီလီသူဆင်နွှဲရတဲ့အခါမှာဘလို့ဆင်နွှဲရမယ်ဆိုတာကိုဘုရားသခင်စီမှာမေးခွန်းထုတ်တယ်ဘုရားကလည်းသူ့ကိုဘလို့ပြန်ပြောလဲမောရှေနဲ့အတူရှိတယ်လို့တဲ့တင်းနဲ့လည်းအတူရှိမယ်လို့ဘုရားပြောတဲ့စကားကိုလုံးဝသူကစိတ်ချမှုရှိပြီးတော့မှဘုရားရဲ့ဂတိတော်အပေါ်မှာယုံကြည်ပြီးတော့မှသူတို့ဂတိတော်ပြည်ကိုသူတို့ဝင်သွားကြတယ်ဆိုတာကိုကျွန်တော်တို့တွေ့ရပါတယ်ဒါကြောင့်မလို့ယနေ့မောရှေကိုညွှန်ကြားတယ်လို့ယောရှုကိုလည်းပဲဘုရားသခင်ညွှန်ကြားတဲ့အတူရှိသောဘုရားသခင်ဖြစ်တယ်ဒါကြောင့်မလို့ယနေ့ကျမတို့အသက်တာထဲမှာနာခံလိုက်လျှောက်ခြင်းကအင်မတန်မှအရေးကြီးပါတယ်ဒါကြောင့်မလို့ဒီနေ့ပြန်ပြီးတော့မှကျမပြန်ပြီးတော့မှခြုံငုံသုံးသက်ပြီးတော့မှပြောမယ်ဆိုလို့ရှိရင်ပေါ့နော်တမန်ကျမ်းစာထဲမှာရေးထားသမျှသောအရာအကုန်လုံးကနော်ဖခင်ရဲ့စကားတွေကြီးပဲဖြစ်ပါလေဒီထောင်ပေါင်းများစွာကြာညောင်းသွားပြီမဲ့လို့မပြောင်းလဲသောစကားမပြောင်းလဲသောစာဒီဖခင်ရဲ့စကားနဲ့တမန်ကျမ်းစာပဲဖြစ်ပါလေအရန်ကိုရှင်းကြပြီမဲ့လို့အညစ်ထိတိုင်အောင်ခင်မိနေသောစာအုပ်တွေလည်းပဲတမန်ကျမ်းစာအုပ်တစ်ခုပဲရှိပါတယ်နော်ဘယ်စာအုပ်တွေဘလောက်ပဲကောင်းကောင်းအရေးသားတွေးခေါ်တွေဘလောက်ပဲဆွဲဆောင်မှုရှိနေပါ
ရှင်သန်မနေပါဘူးဒီနေ့တမန်ကျမ်းစာတစ်ခုလေးတာလေရှင်သန်နေသောနှုတ်ကပတ်တော်ဖြစ်တယ်လို့ကျမတို့ရဲ့အသက်တာရှင်သန်စေသောတရားစကားဖြစ်တယ်ဆိုတာကိုဒီနေ့ဝင်ငါချင်ပါတယ်ဒါကြောင့်မလို့အချုပ်အားဖြင့်ကြံစီလေသမျှမှာအောင်မြင်ဖို့အတွက်နံပါတ်1ဘုရားရဲ့စကားကိုသိပါနံပါတ်2ဘုရားရဲ့အကြောင်းကိုပြောပါနံပါတ်3ဘုရားရဲ့စကားကိုကျင့်တော်သူဖြစ်ပါနောက်ဆုံးတစ်ခုကတော့ဘုရားရဲ့စကားကိုနာခံလက်လျှောက်မယ်ဆိုလို့ရှိရင်လေကျွန်တော်တို့ရဲ့အသက်တာထဲမှာကျွန်တော်အကုန်လုံးဒီကြံစီလေသမျှမှာအောင်မြင်တော်သူတွေဖြစ်ပြီးတော့မှဘုရားသခင်ရဲ့ဘုန်းကိုထင်ရှားစေသောတာသမီးအယောက်စီဖြစ်နိုင်တယ်ဆိုတဲ့အကြောင်းကိုဒီတမန်ကျမ်းစာနေ့မှာဒီနှုတ်ကပတ်တော်အားဖြင့်အယောက်စီတိုင်းတို့ကိုဝင်လာလိုက်ပါတယ်အယောက်စီတိုင်းတို့ပေါ်မှာဖျားရှင်တာ၍ကောင်းချီးပေးပါစေအာမင်